ဆေးလိုင်းကိုတက်ဖို့လို့အတွက်အခွင့်အလမ်းမရခဲ့တော့ဂျာမနီကိုလာခဲ့ရင်အခွင့်အလမ်းပိုရပါလိမ့်မင်္ဂလာပါမြန်မာနိုင်ငံကအထက်တန်းကျောင်းသားလေးတွေစေးတက်ကတူတက်ချင်တယ်ဆိုရင်မြန်မာပြည်မှာစေးလိုင်းတက်လို့ရတဲ့တက်ကတူက9ခု6ခုပဲရှိပါတယ်အဲ့ဒီမှာကျောင်းသားပေါင်း6000လောက်ပဲလက်ခံနိုင်ပါတယ်တကယ်လို့ပြန်ဂျာမနီကိုလာမယ်ဆိုရင်စေးလိုင်းတက်လို့ရတဲ့တက်ကတူပေါင်း34ခုရှိပါတယ်အဲ့ဒီမှာကျောင်းသားပေါင်း2သိန်းတက်လို့ရပါတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာတကယ်လို့မြန်ဆေးလိုင်းကိုတက်ဖို့လို့အတွက်အခွင့်အလမ်းမရခဲ့တော့ဂျာမနီကိုလာခဲ့ရင်အခွင့်အလမ်းပိုရပါလိမ့်မယ်ဒါပေမဲ့တခုပဲရှိတယ်ဒီဆေးလိုင်းကြီးကိုတက်တဲ့ခါမှာဂျာမန်ဘာသာနဲ့သင်တာဖြစ်ပါတယ်အဲ့တော့ဂျာမန်ဘာသာစကားနဲ့သင်တာဖြစ်တဲ့အတွက်ဂျာမန်ဘာသာစကားကို6လသို့မဟုတ်အလွန်ဆုံးတစ်နှစ်ပဲသင်ဖို့လိုပါတယ်အဲ့ဒါသင်ပြီးလို့ရှိရင်ဆေးတက်ကိုတက်လို့ရပါမယ်အဲ့ဆေးတက်ကိုတက်ပြီးရင်ဂျန်တဲ့ဘဝလမ်းကြောင်းအတွက်အကုန်လုံးအဆင်ပြေသွားမှာဖြစ်ပါတယ်တကယ်လို့အသေးစိတ်သိစင်တာရှိရင်အေးကောမှာမြင်မြင်ဆိုတာလို့ရပါတယ်ကျေးဇူးပါ